ကျွန်တော်မေးမြပါကျွန်တော်ဆွဲလန်းကယူနေတာမနဘေးမှာမြေရိတ်တကူလို့ရှိချေမစကားတွေကျွန်တော်ကြားတိုင်းမှာတင်းငယ်တွေတီကျူးထားသလားတွေရောက်လို့စိတ်ထဲထားတယ်လားအချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားအချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တခုလာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကတွင်ချုံမရတာကျွန်တော်မလာပြအပြေးပေးလဲပါအကြောင်းတွေပဲမောင်းထုတ်ခမရချင်းမတကန်တွေကျွန်တော်ယူခဲ့တာခဏတွဲဖို့အပြောသဘောမဟုတ်ပါအိမ်များလိုပဲဟိုးဝေသူမလွဲချင်းမနာမတန်လိုက်ဆွဲအားရှိခဲ့တယ်လို့နေခဲ့အောင်မတစိမ့်တယောက်လို့စိတ်ထဲထားတယ်လားချိန်မှပြင်းရချက်တွေမရှိတာကျွန်တော်သိထားချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရတာကျွန်တော်မလာပြအပြေးပေးလဲပါချိန်နဲ့မိနစ်စက္ကန့်တွေတိုင်းမှာမချစ်ကိုရဖို့တခုသာကျွန်တော်ကြိုးစားမှာအိမ်တွေကြီးတယ်မနဲ့တွေ့တိုင်းမှာအလုံးသားကထိန်ချုံမရ